မ်ဘီတွေလို့ပြောလိုက်တာနဲ့လူတွေကဘာလို့ကိုရီးယားဇွန်ဘီတွေကိုအရင်ဆုံးပြေးမြင်မိကြတာလဲကဲဟုတ်ပြီဒါဆိုရင်တော့ကိုရီးယားဇွန်ဘီတွေကဘာလို့တခြားဇွန်ဘီတွေထပ်ပိုပြီးကြောက်ဖို့ကောင်းလဲဆိုတဲ့အချက်၁၀ချက်ကိုပြောပြပေးတော့မှာပဲဖြစ်ပါတယ်နံပါတ်1ကူးစက်မြန်ခြင်းโอเคဇွန်ဘီတစ်ကောင်ကလူတစ်ယောက်ကိုကိုက်လိုက်ပြီဆိုတာနဲ့အဲ့လူကမိနစ်ပိုင်းအတွင်းမှာအသေးစိတ်လွတ်သွားပြီးတော့ကြောက်စရာကောင်းတဲ့ဇွန်ဘီတစ်ကောင်အဖြစ်ပြောင်းသွားတယ်နံပါတ်2ကြောက်စရာကောင်းတဲ့ဇွန်ဘီတစ်ကောင်အဖြစ်သို့ပြောင်းလဲသွားတဲ့ပုံစံတိုက်ခံရပြီးရတဲ့သူတို့ရဲ့မျက်လုံးခန္ဓာကိုယ်လှုပ်ရှားမှုတွေကတာမန်နဲ့မတူတော့တဲ့ဇွန်ဘီတစ်ကောင်တို့ပြောင်းလဲသွားတာကြည့်ရတဲ့သူတွေကိုပို့ပြီးတော့ creepy vibe ရစေပါတယ်နံပါတ်3ကတော့အပြေးတန်လွန်တာပါပဲတခြားဇွန်ဘီတွေလိုနည်းနည်းလေးသွားနေတာမျိုးမဟုတ်ပဲကိုရီးယားဇွန်ဘီတွေကတော့အပြေးသမားတွေလိုစက္ကန့်မိုင်အတွင်းလူတွေရဲ့နောက်ကိုရောက်လာနိုင်တာမို့ပို့ပြီးတော့စိတ်လှုပ်ရှားစေပါတယ်နံပါတ်4နာကျင်မှုကိုမခံစားရတာဇွန်ဘီဖြစ်သွားပြီဆိုတာနဲ့နာကျင်မှုဆိုတာလုံးဝမရှိတော့တယ်လို့ပဲပြုတ်ကြရင်လည်းပြန်ထရဲလိုက်ရင်လည်းပြန်ဆက်နိုင်တာကြောင့် escape လုပ်ဖို့ဆိုတာပိုပြီးခက်လာနိုင်ပါတယ်နံပါတ်5အတန်ကို sensitive ဖြစ်တာဇွန်ဘီတွေဟာအတန်ကို sensitive ဖြစ်လွန်တာကြောင့်တကားပိတ်တန်ဖုံးကြတန်စတဲ့အတန်တိုးလေးတွေကိုတော့မှ serious ဖြစ်လွန်ပြီးအသေးအတန်လိုက်လံရှာဖွေတတ်ကြတာကြောင့် surprise ဖြစ်ဖို့ဆိုတာပိုပြီးခက်ခဲလာတယ်နံပါတ်6တာမန်လူတွေထက်ခွန်အားကြီးမားတာတာမန်လူတယောက်ရဲ့ခွန်အားနဲ့ဇွန်ဘီတစ်ကောင်ရဲ့ခွန်အားနှိုင်းယှဉ်ဖို့ဆိုတာလုံးဝမဖြစ်နိုင်ပါဘူးဇွန်ဘီတစ်ကောင်ကလူ3ယောက်လောက်ရဲ့ခွန်အားတွေကိုပိုင်ဆိုင်ထားတာကြောင့်တနဂါးကြီးတွေကိုတော့မှဖျက်ဆီးနိုင်ပြီးတဲ့အနေနဲ့ရင်ဆိုင်ခုခံနိုင်ဖို့ဆိုတာလုံးဝမဖြစ်နိုင်ပါဘူးနံပါတ်9အုပ်စုလိုက်အမဲလိုက်ခြင်းသူတို့ဟာတကောင်ချင်းစီထက်ပရွက်စိတ်အောင်တိုးတယ်လို့မျိုးစုပြုံပြီးအမဲလိုက်တတ်တာကြောင့်ပို့ပြီးတော့ကြောက်ဖို့ကောင်းပါတယ်နံပါတ်10မထင်မှတ်ထားတဲ့နေရာမျိုးတွေကနေထွက်လာတာတချို့ဇွန်ဘီတွေကတော့မထင်မှတ်ထားတဲ့ခွန်နာတွေအမောင်ချထားတဲ့ဟော်ဝေးတွေတကားနောက်တွေကနေရုတ်တရက်ပေါ်လာတတ်တာကြောင့် viewer တွေကိုပို့ပြီး6လန့်တောင်လုပ်စေပါတယ်နံပါတ်9မောပန်းမှုမရှိခြင်းဇွန်ဘီတွေကလူတွေလိုမောပြီးပြင်ပန်းသွားတယ်ဆိုတာမရှိပါဘူးဒါကြောင့်သားကောင်ကိုအငမ်းမရမမောမပန်းမတင်မချင်းလိုက်ဖန်တတ်ကြပါတယ်နောက်ဆုံးအချက်အနေနဲ့ကတော့သူရဲရဲနေနေတဲ့သူတို့ရဲ့ပုံမှန်သဏ္ဍာန်ပဲဖြစ်ပါတယ်သားကောင်ကိုမိပြီဆိုတာနဲ့အားလုံးကကိုက်ဖြတ်စားတော့ကြပြီးတော့သွေးတွေပေကျန်နေတဲ့လက်တွေပါးစပ်တွေမျက်နှာတွေကတာမန်ဇွန်ဘီတွေနဲ့မတူပဲပို့ပြီးတော့ကြောက်စရာကောင်းပါတယ်ဒါအပြင်အဲ့ဒီသွေးတွေပေကျန်နေတဲ့ခန္ဓာကိုယ်ကြီးနဲ့နောက်ထပ်သားကောင်အစ်စ်ကိုရှာဖွေနေကြတာကပို့ပြီးတော့တောင်မှကြောက်ရွံ့စရာကောင်းပါသေးတယ်ဒါကတော့တခြားဇွန်ဘီတွေထက်ကိုရီးယားဇွန်ဘီတွေကဘာလို့ကြောက်ဖို့ပိုကောင်းလဲဆိုတဲ့အချက်၁၀ချက်ပဲဖြစ်ပါတယ်တို့ရောခုရက်ပိုင်းကမှထွက်ရှိထားတဲ့ကိုလိုနီရုပ်ရှင်ကားကိုကြည့်ပြီးသွားကြပြီလားမကြည့်ရသေးရင်တော့ဒီအချက်လေးတွေကိုသတိထားပြီးကြည့်စေချင်ပါတယ်ကြည့်ပြီးသွားပြီဆိုရင်တော့အပေါ်ကအချက်တွေနဲ့ကိုက်ညီမညီ comment box ထဲမှာဝင်ရောက်ဆွေးနွေးသားနိုင်ပါတယ် Skidoosh